ဇလန်အရာတက်ဆန်းကိုင်းချုပ်ဟာအန်နီလို့ခေါ်တဲ့မိန်းကလေးကိုတပည့်တဲ့အဖြစ်လက်ခံလိုက်ပါတယ်။ဒါပေမဲ့ဝူခုံးကတော့အန်နီဟာမိစ္ဆာတကောင်ဖြစ်တယ်လို့တန်တရားရှိနေတာကြောင့်လုံးဝမပျော်ရွှင်နိုင်ပါဘူး။သူမရဲ့ပင်ကိုယ်တဘာဝမှန်ကိုဖော်ထုတ်ဖို့အတွက်ဝူခုံးဟာမိစ္ဆာကြည့်မှန်ကိုသူမရှိမှမြောက်ပြခဲ့ပါတယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကအန်နီဟာဘာမှမကြောက်တဲ့အပြင်မှန်ထဲမှာလည်းထူးခြားမှုတစုံတရာပေါ်မလာခဲ့ပါဘူး။ဝူခုံးကမှန်ပြက်နေတာလားမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူ့ကိုယ်သူတောင်ပြန်ပြီးတန်တရားဝင်သွားခဲ့ပါတယ်။တန်ဆန်းကိုင်းချုပ်ကဝူခုံးကိုလာရောက်စုပူချိန်မောင်းခဲ့ပေမဲ့ဝူခုံးကလက်မခံနိုင်ပါဘူး။သူဟာအန်နီရဲ့လက်ကောက်ဝတ်ကိုလှိဖြတ်ပြီးသွေးတဆက်နဲ့တက်တည်ပြဖို့ကြိုးစားခဲ့ပေမဲ့ဘာတော့ပြန်မှုမှရှိမလာခဲ့ပါဘူး။အန်နီကသူမရဲ့အပြစ်ကင်းစင်မှုကိုတက်တည်ပြဖို့အတွက်သူတို့အားလုံးကိုသူမရဲ့ရွာစီကိုခေါ်သွားခဲ့ပါတယ်။သူမရဲ့မိသားစုဝင်တွေကနှွေးထွေးသူတို့အားလုံးဟာမိစ္ဆာတွေဖြစ်တယ်လို့ဝူခုံးကအသေးချာယုံကြည်နေပြီးစတင်တိုက်ခိုက်ပါတော့တယ်။တန်ဆန်းကိုင်းချုပ်ကတားဆီးပေမဲ့ဝူခုံးရဲ့ရှင်းပြချက်ကိုလည်းသူမယုံကြည်ပါဘူး။သူမကဝူခုံးကိုရိုက်နှက်ပြီးခံရခတ်တဲ့စကားလုံးတွေနဲ့ပြောဆိုခဲ့တာကြောင့်ဝူခုံးဟာအရန်ကိုစိတ်ပြတ်သွားပြီးထွက်ခွာသွားခဲ့ပါတယ်။ဒါပေမဲ့တန်ဆန်းကိုင်းချုပ်နဲ့အန်နီတို့တောင်ပေါ်မှာစကားပြောနေတော့မှပဲဝူခုံးဟာအခွင့်အရေးယူပြီးလုံးဟာပျက်စီးယိုယွင်းနေပါပြီဝူကုန်းကအန်နီကိုတက်ဖို့ကြိုးစားနေတော့မှတန်ဆန်းကိုင်းချုပ်ကသူ့ကိုထိန်းချုပ်ဖို့ဂါထာရွတ်ပေမဲ့ဝူကုန်းကသူမရဲ့ပါးစပ်ကိုပိတ်ပစ်လိုက်ပါတယ်အဲ့ဒီနောက်သူ့ရဲ့နာကျင်မှုနဲ့ဒေါသတွေကိုတန်ဆန်းကိုင်းချုပ်ပေါ်ပုံချလိုက်ပါတယ်တန်ဆန်းကိုင်းချုပ်အသက်ခံရတော့မဲ့အရေးကြီးတဲ့အချိန်မှာပဲအန်နီဟာမနေနိုင်တော့ပဲအမှန်တရားကိုဖွင့်ပြောလိုက်ပါတော့တယ်ဖြစ်ပြီးရွာတစ်ခုလုံးဟာလည်းသူမဖန်တီးထားတဲ့မျက်လက်ပြကွက် illusion တာဖြစ်ပါတယ်အန်နီကဒူးထောက်တောင်းပန်ပေမဲ့ဝူကုန်းကတော့လွတ်ပေးဖို့အစီအစဉ်မရှိပါဘူးသူဟာမူလပုံစံအစ်စ်ကိုပြောင်းလဲလိုက်ပြီးဝူကုန်းကတန်ဆန်းကိုင်းချုပ်ကိုပြန်အန်ထုတ်လိုက်ပါတယ်တကယ်တော့သူတို့နှစ်ယောက်ဟာအရာအလုံးကိုကြိုတင်ရေးမိထားကြပြီးကိတ်ကိုလူလုံးထွက်ပြလာအောင်အကွက်ဆင်ပြီးထောင်ချောက်ဆင်ထားခဲ့တာပဲဖြစ်ပါတယ်